အားလုံးပဲမင်္ဂလာပါခင်ဗျာ All-in-One Channel မှာကြိုဆိုပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့စာရေးဆရာကြီးဓမ္မစရိယဦးထေးလိုင်းရေးသားသောအင်းဝမျိုးမှဘုန်းကြီးလူထွက်ဆရာနှင့်ကျောင်းနိုင်ဘုန်းကြီးပိတ္တာတို့၏ပရလောကတကယ်အဖြစ်ပြက်ဇာတ်လမ်းလေးကိုတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာအင်းဝမျိုးမှာစာပေပရိယတ်တိအတော်တန်တက်ကြွသောဘုန်းကြီးလူထွက်ဥဘောဆိုသောသူတစ်ယောက်ရှိလေ၏ဥဘောသည်လေတစင်းတီထောင်ကတပည့်လက်သားများနှင့်စီထန်းလျက်အကျန်းထဲဆသောအညာကုံများကိုတင်းကအောက်မြို့ကြီးရွာများသို့ရောင်းချပြီးအောက်မြို့ကြီးရွာများမှအပြန်တွင်ငပိငချောက်ဆသောအောက်ကုံများကိုတင်ယူကအထက်မြမာပြည်တွင်ရောင်းချခြင်းအပြင်အသက်မွေးမြူကနေထိုင်လေ၏တပါးသောအညာကုံအပြည့်နှင့်အင်းဝမျိုးမှဆုံးလာရာပကံမျိုး၏အောက်လေတစခန်းနာပြီးလျင်လေးစိတ်တစ်ခုသို့ရောက်သောအခါဥပောကမိမိလေသားများကိုစခန်းချကြရန်ပြောသဖြင့်လေကိုကမ်းနှင့်မနီးမဝေးတွင်ကြောက်ချပြီးရန်နာကနေလေ၏ညသာထမင်းများစားတော့ပြီးသောအခါဥပောကမိမိ၏လေသားများကိုဖျားရှိခိုး၍အမျှဝေပြီးမှအိတ်ကြပါရန်မှားထားပြီးမိမိမှမူအကြီးအကဲဖြစ်သည့်အလျောက်စောစောမိတ်သေးပဲလေဤပဲ့စင်ပေါ်တွင်ထိုင်ကပရိတ်တော်ဂုံတော်များရွတ်ဖက်ခြင်းမေတ္တာပူခြင်းဖြင့်အချိန်ကုန်စေပြီးနောက်မေးကနေအိပ်ပျော်သွားလေ၏တတိယ၍တရေနူသောအခါဆေးလိတ်တောက်ခြင်းလာသဖြင့်အနီးရှိပြောင်းမှုဖက်ဆေးလိတ်တိုးကြီးကိုကောက်ခါအိမ်အတွင်းမှမိခက်ကြောင်းနှင့်တန်နှုံးကိုထုတ်ပြီးတချောက်ချောက်ခတ်နေစဉ်မိခက်သောတန်နှုံးကလေးသည်လက်မှလွတ်ပြီးရေထဲသို့ကျသွားလေ၏ဥပောသည်အခြားတန်နှုံးတစ်လုံးကိုရှာတော်လဲမတွေ့သောကြောင့်လေသားများကိုနှိုး၍မေးမိဟုကြံ၏သို့တွင်တနေ့လုံးပင်ပန်းလာကြသောလေသားများကိုအာနာလာသဖြင့်မနှိုးဘဲနေပြီးကုန်းမော်သို့လှမ်းကြည့်လိုက်ရာမနီးမဝေးတွင်မီးရောင်လက်လက်ကလေးကိုဥပောမြင်လေ၏၎င်းမီးသည်တငါမီးဟုအောင်းမေကဆေးလိပ်မီးညှိခြင်းသောကြောင့်ဘေးရွယ်လေကလေးကိုအသာအရာဖြုတ်လော်၍ကုန်းမော်သို့တက်ခဲ့ပြီးမီးလက်လက်မြင်ရာသို့တယောက်တည်းလျှောက်သွားလေ၏မီးရောင်ရှိရာအရပ်သို့ရောက်သောအခါမြင်ရသောမြင်ကွင်းသည်ဥပောထင်သည့်အတိုင်းတငါမီးမဟုတ်ဘဲမီးဘိုတစ်ခုမှထွက်သောမီးရောင်ဖြစ်လေ၏၎င်းမီးဘို၌ဆေးလိပ်မီးညှိရန်မီးဘိုစီယာသို့သွားရာအနားသို့ရောက်သည်နှင့်တပြိုင်နက်ဥပောသည်မျက်လုံးမျက်စံပြူကပါဇက်ဟလျက်အံ့အားသင့်ငါရှိလေ၏အကြောင်းသောအမွေးစုပ်ဖွာဖွာနေရွယ်ကားကားနှင့်စင်ဤအလားကြီးမားသောပိတ္တာကောင်ကြီးသည်ရဲရဲတောက်နေသောမိဘကြီးကိုခွထိုင်ပြီးကနန်းခေါ်ပဇွန်လုံးများကိုဖုတ်၍တရောင်းသားသားပြဲသောပါဇက်ကြီးကိုဖြဲကာတကြွကြွဝါစားနေသည်ကိုဥပောတွေ့မြင်ရသောကြောင့်ဖြစ်လေသည်ဥပောသည်မိမြပင်စိတ်ကရဲတင်းသည်ဖြစ်စေကာမူဤကောင်ကြီးကိုတွေ့မြင်သောအခါမိမိဥကောင်းသည်ပုတ်ကြီးများလောက်ရှိသွားသည်ဟုထင်မှတ်ကာတကိုယ်လုံးထူပူလာ၏သို့သောမရဲတော်လဲပြေးစေခဲ့ဟုသောစကားကဲ့သို့ကြောက်တော်လဲဖျားကုံတော်ကိုအထူးအားထားယုံကြည်သူဖြစ်သည့်အတိုင်းတတိကိုကောင်းစွာထားပြီးဂုံတော်များကိုထံကတိုင်းကြကြရွတ်ဆိုလေ၏ဤကဲ့သို့ဥပောရွတ်ဆိုတံကိုကြားသောအခါဣတာကြီးသည်ခေါင်းထောင်၍ကြည်ပြီးလက်ထဲမှပဇွန်လုံးများကိုချကာယုံတငယ်ကိုမြင်သောအမဲလိုက်ခွေး၏အပြုအမူမျိုးနှင့်အာရဝန္တာတကဲ့သို့မိဘုံမှထားပြီးဥပောဘက်သို့တရွေ့၍တိုးလာလေ၏ဥပောသည်လည်းပါဇက်မှယွင်ရင်နောက်သို့တဖြည်းဖြည်းအိန္ဒြေမပြည့်ဆုပ်ခဲ့လေ၏ဗိဒ္ဓါကြီးသည်လည်းဥပောဆုပ်တလောက်ရှေ့သို့တိုး၏ဥပောရပ်သောအခါဗိဒ္ဓါကြီးကလည်းရပ်၍နေလေ၏ဥပောကအကြောင်းကိုသိလိုသဖြင့်ရှေ့သို့တိုးသောအခါဗိဒ္ဓါကြီးက
နောက်သို့ဆုတ်သွားလေ၏ထိုအခါဥပောသည်ဘုန်းကြီးလူထွက်စာတတ်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည့်အတိုင်းမိမိအရာကျက်ထားသောတကိုးကြီးဂါရများကိုအခောက်ခောက်ရွတ်ဖတ်ပါတော့လဲပိဋ္ဌာကြီးသည်အနှဲငယ်မြဂယုပြုခြင်းမရှိသည့်အပြင်နားထောင်ကောင်းစေရန်လင်္ကာသချင်းဆိုပြနေတကဲ့သို့အောက်မေ့၍လားမသိရှေမတိုးနောက်မဆုတ်ဖဲငုံငုတ်ကြီးပင်ထိုင်၍ရှိလေ၏ဤကဲ့သို့တကိုးကြီးသောပရိတ်တော်ဂုံတော်ဂါရတော်များကိုအချိန်တော်ကြာရွတ်ဖတ်တော်လဲထူးခြားခြင်းမရှိသဖြင့်ဥပောမှာဇောချွေများကြကအကြံခက်လျက်ရှိစဉ်ရွအန်တန်ပြန်သွားသည်နှင့်တပြိုင်နက်ပိဋ္ဌာကြီးသည်ယခင်ကားထက်နီးကပ်စွာရှေ့သို့တိုးလာလေ၏ထိုအခါဥပောသည်ပြေးရမှလည်းအခက်နေရမှလည်းအခက်စိတ်ပြည့်အကြံကုန်ဖြစ်နေစဉ်သူတော်ကောင်းနတ်ကောင်းမှဆိုတဲ့ကဲ့သို့ယခင်ရွတ်စင်ကမပါဘဲမေ့ကြံနေသောအောက်ပါဂါရတော်ကြီးကိုတရိယာသဖြင့်ဝန္တာအာရရွတ်မည်ဟုပါဇက်ကိုဟလိုက်သည်နှင့်တပြိုင်နက်ပိဋ္ဌာကြီးသည်အိန္ဒြေပြက်ခါမရွတ်နဲ့ဟုအတန်နှကြီးနှင့်ဆိုလေ၏ထို့သို့ပြောသည်ကိုဥပော၏စိတ်တွင်များစွာအားတက်ပြီးပိဋ္ဌာကြီးကြောက်သောဂါရတော်တွေ့ပြီးဟုအောင်းမေ့လျက်အောက်ပါဂါရတော်ကြီးကိုရွတ်ဆိုလေ၏တန်ဗုဒ္ဓေဂါရတော်ကြီးဥပောသည်အထက်ပါတန်ဗုဒ္ဓေဂါရတော်ကြီးကိုရွတ်လိုက်သည်နှင့်တပြိုင်နက်ပိဋ္ဌာကြီးလည်းနောက်သို့လှည့်ကာတခါတည်းပြေးလေ၏ဥပောသည်သွေးရဲလာသဖြင့်ပိဋ္ဌာကြီးနောက်မှအပြေးလိုက်ပြီးရွတ်လေ၏ပိဋ္ဌာကြီးကလည်းမိမိကိုမဖြောင်းနိုင်ပဲပြေးခဲ့ရာမြစ်စိတ်ဤခွေးတဟောင်းသာသာရှိသောအရက်ရှိကျောင်းအိုကြီးအနီးသို့ရောက်သောအခါကျောင်းထဲသို့ဝင်၍ပျောက်ကွယ်သွားလေ၏ဥပောသည်ကျောင်းဝန်းအပြင်မှရက်၍ဤကျောင်းအိုကြီးသည်ပိဋ္ဌာကြီးနေရာဖြစ်လိမ့်မည်ဟုအမှတ်ပြုကာမိမိနေရာလှေစိတ်သို့ပြန်ခဲ့လေ၏သို့ရောက်သောအခါအာယုံလာပြီးဖြစ်၍လေသားများကိုနှိုးပြီးလှီထွက်ခဲ့လေ၏ညကအဖြစ်ပြက်ကိုမူကားလေသားများကြောင်းမြည်ဆိုသောကြောင့်မပြောဘဲလေကိုကောင်းစွာတတိနှင့်လော်ခန့်ရန်မှားထားပြီးမိမိကမူညကအိပ်ရေးပြက်သည်နှင့်အိပ်လိုက်လေ၏ဥပောသည်အညာကုန်များကိုအောက်မြို့များတွင်ရောင်းချပြီးအပြန်တွင်မိမိအလိုရှိသောအောက်ကုန်များကိုကောက်ပြီးလှေဆန်တက်ခဲ့ရာ3 လကြောကြာမှယခင်ပိဋ္ဌာကြီးနှင့်တွေ့သောလှေစခန်းသို့ဆိုက်ရောက်ကြလေ၏ထိုအချိန်ဒီကညနေဆောင်ဖြစ်၍ဆန်တဲ့ရန်အချိန်ရှိသေးတော်လဲဥပောကဆိုင်နာရန်ပြောသဖြင့်လေသားများကစိတ်တွင်မကြည်မနှက်နှင့်ပင်စိုက်ကြရလေ၏လေကိုစိုက်လျင်စိုက်ခြင်းဥပောကလေသားများကိုအထူးပြောပဲလေသားထဲမှအတော်တတ္တိကောင်းသောလူတစ်ယောက်ကိုခေါ်ပြီးမိမိမိတ်ဆွေဟောင်းပိဋ္ဌာကြီးနေသောကျောင်းအိုကြီးသို့သွားလေ၏။ကျောင်း၏အနီးသို့ရောက်သောအခါ၎င်းကျောင်းနှင့်မနီးမဝေးတွင်ရွာတစ်ရွာရှိကျောင်းကိုသိရလေ၏။ထိုကျောင်းမှာများစွာပစ္စည်းယိုယွင်းခြင်းမရှိသေးသောလဲထိုကျောင်း၌ဘုန်းကြီးမရှိ၍မပြုတ်မပြင်းထားသောကြောင့်ဟောင်းနှမ်းလျက်ရှိလေ၏။ကျောင်းအရန်တွင်သို့ရှုမြော်လိုက်ပါကအမင်းများတရက်ပင်များတပြေးပင်များနှင့်ပြည့်နှက်နေသည်ကိုမြင်ရသောအခါကျောင်းထိုင်ပုဂ္ဂိုလ်များရှိစဉ်ကဖြစ်လျင်ထိုကျောင်းသည်အလွန်သားရာဝယ်ဖြစ်မည်ဟုတွေးထင်မိလေ၏တစ်ဖက်သို့ဆရာတပည့်လျှောက်လာခဲ့ရာရေတွင်တစ်ခု၌ရွာထဲမှမိမယောက်ျားရေခတ်နေကြသည်ကိုတွေ့သဖြင့်ဥပောသည်ရေတွင်အနီးသို့လျှောက်သွားကာကျောင်းကြီးဟာတီးမျိုးပွင့်မျိုးစုံလင်စွာနှင့်တင့်တယ်လှပပါလျက်ကျောင်းနေရဟန်းမရှိခြင်းဟာဘာကြောင့်ပါလဲခင်ဗျာဒီကျောင်းရဲ့အဖြစ်ပြက်ကုန်မေးပုံထောက်တော့ခင်ဗျားတို့ဤရန်ဝန်းကျင်ကမဟုတ်ဘူးပေါ့ကျုပ်တို့ကအထက်အညာကပါဗျာလေကာဆင်း၍အညောင်းပြေအညာပြေလျှောက်လာရင်ခရီးကြုံလို့ဝင်လာတာပါမိတ်ဆွေမွေးလျော်ပွဲရာဌာန၌ခံရတင့်တယ်သောကျောင်းတွင်မိသူတူတယောက်မျှမမြင်၍ကျုပ်တို့ကမေးရခြင်းသာဖြစ်ပါတယ်ဒီကျောင်းဟာအလွန်ကျန်းတာနဲ့ဘယ်ဘုန်းကြီးမှမနေဘူးဗျာဩတစိတ်မရှိပါအောင်ဗျာကြားရအောင်ကျမ်းမုံကဘလို့ဆိုတာတော့တခုစီပြောမနေတော့ပါဘူးဗျာဒီကျောင်းမှာထိုင်မှုကျောင်းနိုင်ဘုန်းကြီးပင့်လာရင်2 ရက် 3 ရက်နေတာနဲ့တခါတည်းလန့်ပြီးတော့ပြန်တော်မူတာပါပဲ
ဒါကြောင့်ဒီကြောင့်ကိုဘယ်ဖုန်းကြီးမှမထိုင်ဝင်ဘူးဗျကျုပ်တို့ကြားဘူးတာကတော့အရင်ထိုင်ခဲ့တဲ့ပထမဘုန်းကြီးပြန်တော်မူပြီးကြတဲ့ကဘုန်းကြီးကမကျွတ်မလို့ပဲကျောင်းပေါ်မှာပိတ်တာဖြစ်နေတယ်လို့ကြားဘူးတာဘုန်းတော်ကြီးကစာပေကျမ်းငံလဲတက်တော့ပိတ်တာဖြစ်တဲ့ဘဝမှာများတက်နေသလားမသိပါဘူးဗျာဘယ်လိုပဲကမဝါရွတ်ရွတ်ပရိရွတ်ရွတ်ရွတ်တဲ့ဘုန်းကြီးကိုသူက6လွတ်ထားပါပဲ။အော်အတော်ကျမ်းတာပဲရွတ်လို့ဖက်လို့တောင်မရဘူးဆိုရင်မွေကြီးတော့အလံပဲဆရာမနိုင်ဆိုသလိုဖြစ်နေပြီပေါ့။80ပြောပါအောင်ဗျ။အဲ့ဒါနဲ့လွန်ခဲ့တဲ့2လ3လလောက်ကကျုပ်တို့ရွာကရွာတကြီးသမီးလေးညနေပဲရေတွင်းရေလာခတ်တုံးကျောင်းမော်ကပိတ်တာကြီးဆင်းပြီးပွေတာနဲ့တခါတည်းမေ့သွားတာပါပဲဗျာ။ဒါနဲ့ကလေးမလေးကိုအိမ်ယူလာကြပြီးမန်းညမှုတ်ကြတော့ကလေးမလေးကလူကောင်းတိုင်းမဟုတ်တော့ဘူးဗျယူနေရှာတယ်။အော်တနာဆရာဗျာဆရာကောင်းများခေါ်ပြီးတော့မကုကြဘူးလားဗျ။ကုတာပေါ့ဗျာသူ့ဖေကရွာတကြီးဆိုတော့မျက်နှာလိုချင်လို့ဆရာကောင်းတွေတယောက်ပြီးတယောက်ကုကြတာဘယ်ဆရာမှမတတ်နိုင်လို့ကလေးမလေးကိုအခန်းထဲမှာပိတ်ထားရတယ်ဗျ။ဒါဆိုဒီကလေးမလေးတော်တော်ကြမ်းနေတာလားကြားတဲ့အတိုင်းပဲဗျာအပြူရွယ်ကလေးအိုးတောင်မကက်ဘူးတဲ့စားလိုက်ထားများဝမ်းတွင်းသားများပေါ်လျင်2ပိတ်သားချက်3ပိတ်သားချက်လောက်ကိုလောက်တော့မလောက်ဘူးတဲ့ဗျာဥပေါ်သည်အကြောင်းစုံကိုကြားသိရသောအခါမိမိနဲ့တွေ့သောပိတ်တာကြီးဖြစ်တန်ရဟုတွေ့တော်ပြီးဒါဖြင့်ခမရတို့ရွာတကြီးကိုပြောလိုက်ဗျာလေးစိမ့်မှာပြောကဆရာတယောက်ရှိတယ်သူကပြောကမပြောလျင်အခါကြီးငွေတပြားမှမယူဘူးလို့ပြောလိုက်ပါဗျာရွာသားကကောင်းမှမယူပြောကရေထမ်းကိုထမ်းပြီးထွက်သွားလေ၏ဥပေါ်တို့ဆရာတပည့်2ယောက်လဲကျောင်းရင်ချင်းတွေကိုလှက်ပက်ကြည့်ရှုပြီးများစွာမထူးခြားလှသောကြောင့်လှေသို့ပြန်ခဲ့ကြလေ၏နောက်တနေ့နဲ့နေထမ်းနှပြခန့်ရှိသောအခါဥပေါ်ထံသို့လက်တစည်းဆိုက်ရောက်လာပြီးတကြီးမင်းကဆရာပင်ခန်း၍လာရကြောင်းကိုပြောသည်ဖြင့်ဥပေါ်သည်လာခေါ်သောလဲနှင့်လိုက်ပါသွားလေ၏တကြီးအိမ်သို့ရောက်သောအခါတကြီးမင်းကလောကဝတ်ပြူငါစွာကျူးဆိုပြီးအကျိုးကြောင့်ပြောဆိုနေကြစဉ်အခန်းတွင်မှတပြုံပြုံခုံအောင်ပြီးငါအများဘာများမှတ်လို့တင်တို့ကစမ်းတာတော့တေကျင်လို့မှတ်တယ်ဟုကျင်းဝါနေလေ၏ကျွန်တော်သမီးယောဂကအလွန်ကျန်းတာဗျယခုကြားတဲ့အတိုင်းပဲဒီတော့မနိုင်ပုံပေါ်လျင်စောစောကပဲနောက်ဆုတ်နေတာကောင်းပါလေဗျာမဟုတ်တာတကြီးမင်းရဲ့မကုနိုင်ပဲနဲ့ဘာဒုက္ခခံပြီးလာရမလဲဗျစိတ်တွေဘာတွေခမကမမြင်ရလို့ပြောတာလားဒီလိုလည်းမဟုတ်ပါဘူးဆရာအရင်ကူဘူးတဲ့ဆရာတွေကအစားကတော့ပြောင်းရင်မြည်၍ပေးရမည်မိမြပေးရမည်ဟုဆိုပြီးနောက်ဆုံးငွေကုန်လူပန်းမှာအဖက်တင်နေဗျာဒါကြောင့်ကျုပ်ကကြိုတင်ပြီးတော့ပြောထားရတာဗျအခြားဆရာတွေလိုငွေစကားကြီးစကားမပြောလို့ပါဘူးကုံကုံပြောပြရစီတော့တကြီးမင်းရဲ့သမီးလေးယောဂမသက်တာဘူးဆိုလို့ရှိရင်ကျုပ်ကကွန်း100တောင်းမှမစားဘူးဗျငွေကိုနှမျိုးလို့ပြောတာမဟုတ်ပါဘူးဆရာကျုံမကလည်းဒီသမီးလေးတယောက်ပဲရှိတာယောဂသာပြောင်းမယ်ဆိုရင်ငွေနဲ့လူနဲ့ဆက်ပြီးပေးရကျုပ်ကဝန်မလေးပါဘူးဆရာတွေလက်တက်ဆန်းပြီးမနိုင်တော့မှကျုပ်သမီးကလေးပြင်ပန်းတာကိုကျုပ်ကမကြည့်ရလို့ပြောတာပါဆရာရဲ့တကြီးမင်းကလည်းကိုယ်တိုင်တွေ့ကြုံနေရတော့ပြောမှာပါပဲကျုပ်ကလည်းစိတ်မရှိပါဘူးဗျာတခြားဆရာတွေလိုခမရသမီးကိုရိုင်မောင်းပုံမောင်းလုပ်ပြီးလဲကျုပ်ကမကုပါဘူးကျုပ်ကလူမကိုလက်ဖျားနဲ့တောင်းမှမထိပါဘူးခမရသမီးဘာယောဂဆိုတာနှက်ပြန်ကြတော့ခမရမျက်စိနဲ့မြင်ရပါလိမ့်မယ်ကောင်းပါပြီဆရာဒါဖြင့်လဲလူမကိုကြည်အောင်မလားကျန်းတာကတော့အဝတ်စားတော်မကတ်ဘူးဗျမကြည့်တော့ပါဘူးဗျာကျုပ်သိပြီးပါပြီမနှက်ပြန်ကြတော့မှကျုပ်လာခဲ့ပါမယ်ကတော်ဘက်3ဘက်ကိုလည်းအစင်းနဲ့သာပြင်ထားလိုက်ပါပြီးတော့ရွာထဲကလူ20 30လောက်ကိုလည်းအိုးစီဘုံပေါင်းလင်းကွင်းများတန်ပုံများဓားများဒုံများနဲ့အစင်းနဲ့စောင့်နေကြစီဗျာကောင်းပါပြီဆရာမာတဲ့အတိုင်းအစင်းနဲ့လှုပ်ထားပါမယ်နောက်နေ့နဲ့ဆွမ်းခံဝင်ချိန်လောက်တင်ဥဘောသည်နောက်ပါတပြေ3ယောက်နဲ့ရွာသို့ရောက်လာရာတကြီးမင်းကစီကြိုဆိုပြီးမင်းညကအထူးစုပူတောင်းကျမ်းသဖြင့်မိသူမြမေးရကြောင်းဆရာကိုလည်းများစွာချိန်ဝါကြောင်းပြောပြလေရာဥဘောကဓာတုနောက်ဆုံးကျမ်းချင်းပါပဲသူဘလို့ပဲချိန်ကြားတဲ့စဉ်လေမြင်မှာတွေးကြပြီးပြောပြဟုပြောလိုက်ပြီးလျင်အိမ်တွင်းမှလူမာသည်မခံသောအနေဖြင့်ဟဲ့ပက်ပက်အတန်နဲ့ကြီးနှင့်ရေလိုက်လေ၏သို့တော်လည်းဥပောသည်ဂယုမပြုပဲကြော်ဝဲများကိုသာအပြင်ခိုင်းလေ၏တကြီးမင်းမှာဥပောကိုများစွာအားမရပဲစိတ်လေးနဲ့ပင်မိမိ၏ဇနီးအားကြော်ဝဲကိုအပြင်ခိုင်းလေ၏ကြော်ဝဲများပြင်ပြီးသောအခါအိမ်ဦးကနှင့်တက်ရစွာခင်းကျင်းပြီးစီမီရေချမ်းများနှင့်တကွဘုရားတရားတန်ခါယရဏသုံးပါးကိုပူဇော်တက်ကာရပြု၍သီလများခံယူပြီးလျင်ပရိတ်များယုတ်ခါမေတ္တာပို့ကနေလေ၏သို့သောလည်းတန်ဗုဒ္ဓေခါရတော်ကြီးကိုကမရွရသေးပေဤကဲ့သို့ဥပောရုပ်ဖတ်နေစဉ်တွင်အိမ်ခန်းထဲမှလူမမာသည်ကျန်းသည်ထက်ကျန်းလာပြီးငိုလိုက်အတန်နဲ့ကြီးနဲ့ရဲလိုက်ကျမ်းမြင်ကိုဖနှောက်နဲ့ပေါက်လိုက်ထရန်ကိုခေါင်းနဲ့တိုက်လိုက်ပါဇက်ကလည်းရုပ်ရုပ်မမဆဲဆူလိုက်လုံနေသည်ဖြင့်တကြီးမင်းနှင့်တကွ
လာရောက်ကြည့်ရှုနေသောသူများစိတ်ထဲတွင်ဒီဆရာနိုင်မှာမဟုတ်ပါဘူးတော်တော်ကြာအိမ်မောကခုံချပြီးပြရမှာပါဟုတီတိုပြောဆိုလျက်ရှိလေ၏မွန်းတဲ့ချိန်လောက်ရှိသောအခါကျုပ်မနေ့ကပြောထားတဲ့လူအစိတ်လောက်အသင့်ရှိရမဟုတ်လားရှိပါတယ်အသင့်ပါပဲဘာလို့ကြမှာတော့ဆရာမနိုင်လျင်ကျုပ်သမီးလေးဒုက္ခရောက်နေပါအောင်မယ်ဆရာတကြီးမင်းကခုတည်းထိမယုံသေးပဲကိုခမည်းသမီးကိုလက်ဖြားနဲ့တောင်းမှမထိပါဘူးခမည်းသမီးကိုမိနေတဲ့ပိတ်တာကြီးကိုထုတ်မလို့ပါတခြားဆရာတွေလိုကြိုးတွေချိန်တွေနဲ့မဟုတ်ပါဘူးဒီနီးနားမှာလည်းစိတ်မခိုင်းတဲ့လူများနဲ့ကလေးတွေမိန်းမတွေကိုမနေပါစေနဲ့ပိတ်တာကြီးအိမ်မော်ကဆင်းပြေးတဲ့အခါအိုးစီတို့လင်းဝင်းတို့တန်ဖုံးတို့ကိုစူညံအောင်တပြိုင်နက်တီးပြီးဓားတွေဒုတ်တွေနဲ့လိုက်ဖို့ပါပဲဗျောက်အိုးများမီးအိုးများအစင်းလေးရှိလျင်ตาကောင်းတာပေါ့ဗျာဤကဲ့သို့ဥဘောကမျက်နှာသားနှင့်ပြောသောအခါတကြီးမင်းစိတ်ထဲတွင်ယုံကြည်စွာအသင့်ပြင်ဆင်လေ၏ဥဘောသည်အလုံးအသင့်ရှိသောအခါပေအိုးရမရေကိုဖလားတစ်လုံးနှင့်ခတ်ပြီးအထက်ပါတန်ဗုဒ္ဓဂါရတော်ကြီးဖြင့်မန်းမှုတ်လေ၏ဤကဲ့သို့မန်းမှုတ်နေစဉ်ပင်အခန်းတွင်ကလူမမာသည်အလွန်ပူဆူကြမ်းတမ်းလာပြီးဒီဆရာငါးစီမလာစေနဲ့ဒီဆရာငါးစီမလာစေနဲ့ဟုအော်ကနေလေ၏ရေမန်းပြီးသောအခါဥဘောသည်ရေမန်းခွက်ကိုကင်ပြီးတကြီးမင်းကိုခေါ်ကာလူမမာခန်းထဲသို့ဝင်သွားကြလေရာအသားဖြူဖြူအသက်18နှစ်ခန့်မြရှိသောမိန်းကလေးသည်သပင်ဖိုးရုပ်ဖားရနှင့်ထိုင်နေသည်မှာအလွန်တနာစပွဲဖြစ်၏ဤကဲ့သို့တွေ့မြင်ရသောအခါဖခင်ဖြစ်သောတကြီးမင်းမှာအိန္ဒြေမဆောင်နိုင်ပဲအမလေးသမီးလေးရဲ့ဟုချုံမွဲ့ချကငိုလေ၏ဥဘောတို့အနီးသို့ရောက်သောအခါလူမမာသည်ထိုင်နေရာမှတအားခုန်ထားလိုက်ပြီးလက်သီးလက်မောင်းများတန်းကမျက်လုံးပြူးကြီးနှင့်နှုတ်ခမ်းကိုပြက်လူမတိုက်ကိုက်ပြီးရက်နေသည်မှာအတော်တန်လူသားဆိုလျင်တခါတည်းထွက်ပြေးွယ်ရှိရ၏တို့ရာတွင်ဥဘောမာမူကအင်္ဂတိမပြတ်ချေပေါ်သည်လူမမာနှင့်မျက်နှချင်းဆိုင်ဆုံရက်ပြီးလက်တစ်ဖက်ကရေမန်းခွက်ကိုကိုင်းလျက်တန်ဗုဒ္ဓဂါရတော်ကြီးကိုရွတ်ပြန်လေ၏ထိုအခါလူမမာသည်ဆရာနှင့်မျက်နှချင်းဆိုင်ကမနေဝွန့်ပဲမျက်နှာလွှဲသွားပြီးပါဇက်မှမရွတ်နဲ့ဟုကြောင်းရွတ်တုံလို့သောအတန်နေကြီးဖြင့်ဩဃာနေလေ၏ဂါရတော်ကြီးပြီးဆုံးသည်နှင့်တပြိုင်နက်လူမမာသည်ငပြောပင်ကိုအရင်မှခုတ်လှဲလိုက်တကဲ့သို့တကြီးမင်း၏ချင်းရင်တွင်ပုံလဲပြီးတတိမေလျက်ရှိလေ၏မိမိတမိကလေးအားမိကနေသောပိဋ္ဌာကောင်ကြီးသည်အခန်းနောက်တနေရာတွင်မဲမဲကြီးရက်ခါကိုထင်ပေါ်၍လာလေ၏ထိုကောင်ကြီးပေါ်လာသည်နှင့်တပြိုင်နက်ဥဘောသည်လက်ထက်၌အသင့်ရှိသောရေမန်းနှင့်ပက်လိုက်ရာအလွန်ကြောက်မဲ့ဖွယ်ကောင်းသောအတန်နဲ့ကြီးနှင့်မိုးကြိုးထကြုံတကဲ့သို့အော်ပြီးအခန်းပေါင်းမှအတင်းတိုးထွက်ခါလေကားမှဆင်းပြေးလေ၏ပိဋ္ဌာကြီးဆင်းပြေးသည်နှင့်တပြိုင်နက်အိမ်ပေါ်မှလိုက်ကြဟိကိုအော်လိုက်ရာအောက်တွင်အသင်းဆောင်နေကြသောသူများနှင့်ဥဘော၏တပြေ3ယောက်တို့သည်တခါတည်းပြောင်းအိုးဖောက်သူကဖောက်အိုးစီတီးသူကတီးတန်မုံရိုက်သူကရိုက်ဒုံများလှမ်းများနှင့်ပြစ်သူကပြစ်ခါစူယုံပြီးပိဋ္ဌာ၏နောက်သို့လိုက်ကြလေ၏ခွေးများလည်းပိဋ္ဌာ၏နောက်မှဥဟောင်းပြီးဝိုင်းဝန်းလိုက်ကြရာတရွာလုံးဓမြတိုက်တကဲ့သို့စူညံကနေလေ၏ပိဋ္ဌာကောင်ကြီးသည်အိမ်ပေါ်မှဆင်းပြေးသွားတဲ့အရက်ရှိလူတရက်မျှလောက်သာရှိတော်လဲပြေးရင်တဖြည်းဖြည်းအရက်ရှိသွားသည်မှာထမ်းပင်နီးပြမကရှိလေ၏တခါတွင်ခြေတစ်ဖက်တီးကိုသာမြင်ရ၏တခါတွင်ခေါင်းကြီးသည်ကြောဘက်တွင်လှဲ့ကာရှိလေ၏တခါတွင်လည်းကိုကြီးသာပြေးပြီးခေါင်းမပါပဲရှိလေ၏ဤကဲ့သို့အမျိုးမျိုးချောင်းလန့်တော်လဲလိုက်သောသူများသည်ကြောက်လန့်ခြင်းမရှိဘဲဝိုင်း၍လိုက်သောအတန်သည်တတော်လုံးစူညံလျက်ရှိလေ၏ခရီးတမိုင်းကြောလောက်ရောက်သောအခါလိုက်သောသူများလည်းမောပန်းသဖြင့်ခြေလမ်းများနှီးကွေးလာပြီးပိဋ္ဌာကြီးသည်လည်းတဖြည်းဖြည်းဝေးပြီးနောက်ဆုံးပျောက်ကွယ်သွားလေ၏ဥဘောနှင့်တကြီးမာကပိဋ္ဌာ၏နောက်သို့မလိုက်နိုင်ပဲတတိမိနေသောလူမာကိုအပြင်ခန်းသို့ထုတ်၍ပရိတ်ရည်များနှင့်မျက်နှာကိုတောက်၍တတိယစီရန်ကြိုးစားနေကြလေ၏ရခင်ကအပမီနေသဖြင့်များစွာတန်ဆွမ်းအားရှိသောလူမာသည်ယခုအခါအပခွာသွား၍အားနှင့်ပြောခွေနေသောကြောင့်ပါဇက်ထဲသို့ရေစက်ကလေးများချပြီးရက်ခတ်ပေးမှအနှဲငယ်လှုပ်ရှား၍လာလေ၏နောက်များမကြာမီပိဋ္ဌာကြီးနောက်သို့လိုက်သွားသောသူများရောက်လာကြသောအခါဥဘောသည်ပိဋ္ဌာကြီးနေသောအကြောင်းသို့ရခင်လူများကိုခေါ်သွားပြီးလျင်အကြောင်းကိုပက်၍တန်ဗုဒ္ဓဂါရတော်ကြီးကိုဥဘောကနှုတ်တိုက်ချပေးသဖြင့်နောက်ကလူများကလိုက်၍ဆိုကြလေ၏အကြောင်းပေါ်တွင်လည်းပရိတ်ရည်များနှင့်ပက်ဖြန်းခြင်းကျောင်းဝိုင်းပက်လဲတွင်လည်းပရိတ်ချီများနှင့်စီတာထားခဲ့ပြီးပြန်ခဲ့ကြလေ၏တကြီးမင်းအိမ်သို့ရောက်သောအခါမိန်းကလေးသည်ကောင်းစွာတတိယ၍စကားအနှဲငယ်ပြောနိုင်လေ၏ထိုအခါမှတကြီးနှင့်တကြီးကတော်တို့ကဥဘောခေါ်ဆရာပေါ်အားများစွာယုံကြည်ကျေးဇူးတင်ပြီး
၎င်းတို့သမီးကလေးတွင်အမိမွေးသောအသက်မရှိဆရာဘော၏အသက်သာရှိကြောင်းဝမ်းသာအားရပြောကြလေ၏ထိုအခါဥပောကလည်းမိမိသည်ပြောကကု၍စားသောဆရာမဟုတ်ကြောင်းရိုးရိုးလေးဖြင့်ကုသံရောင်းဝယ်၍စားတော့သူဖြစ်ကြောင်းလွန်ခဲ့သည့်3လခန့်ကမိမိနှင့်ထိုပိဋ္ဌာကြီးတွေ့ဘူးကြောင်း၎င်းပိဋ္ဌာကြီးသည်ယခုတန်ဖုတ်ဒေဂါရတော်ကြီးမှလွဲ၍မကြောက်ကြောင်းနောက်ဆုံးတကြီးမင်း၏သမီးကလေး၏တရင်ကိုကြားသိသည့်တိုင်အောင်စုံလင်စွာပြန်ပြောသောအခါမှာတကြီးလင်မယားနှင့်တကွလာရောက်နားထောင်မိကြသောရွာသူရွာသားများစုတ်တက်ကောင်းငိမ့်ကချီးမွမ်းအံ့ဩကြကုန်၏ထို့နောက်ဥပောသည်ရွာသူရွာသားများကိုမောင်းတီခေါ်စေပြီးလျင်တန်ဖုတ်ဒေဂါရတော်ကြီးကိုတရွာလုံးအရကျက်၍နေ့စဉ်အိယာဝင်အိယာထားများတွင်ရုပ်ဖက်ကြရန်မှားထားပြောဆိုပြီးနောက်နှင်လူနီးပြီဖြစ်သည်ဖြင့်လေတို့ပြန်ရန်နှုတ်ဆက်လေးလျင်တကြီးမင်းကယနေ့တညအိမ်မှာအိပ်ပြီးသမီးကလေးရာစောင့်ရှောက်ပါအောင်နန်းနယ်လင်းတော်မှလှဲနှင့်လိုက်ပို့ပါမည်ဟုပြောသည်ဖြင့်ဥပောသည်သဘောတူကမိမိငယ်သား3ယောက်ကိုလေတို့ပြန်လွှတ်လိုက်လေ၏နန်းနယ်လင်းသောအခါတကြီးမင်းကမိမိသမီးကလေးသည်အိပ်ဆက်ရသဖြင့်အာနေခြင်းမှတပါအခြားဘာမှမဖြစ်ဘဲကောင်းစွာလန်းဆန်းလျက်ရှိလေ၏တကြီးမင်းသည်ဥပောအားထမင်းများကောင်းစွာချက်ဖို့ကျွေးမြေးစေပြီးမိမိတယောက်တည်းသောသမီးကလေး၏အသက်ကိုကယ်သည့်အတွက်ကလတ်နှင့်ငွေသား3ပိဿာကိုထည့်ပြီးအသက်ဖူးကြော့လေ၏ဥပောကမိမိဒီအခါကျွေးငွေကိုအလိုရှိ၍ကုသောဆရာမဟုတ်ကြုံကြိုက်သဖြင့်ဝတရားလျောက်ကယ်ဆယ်ခြင်းများဖြစ်သည်ငွေသား3ပိဿာသည်မိမိအတွက်အလွန်များပြားကြောင်းအသက်ကယ်သည့်အတွက်ကျေးဇူးဆက်လိုကငွေတပိဿာဆိုတော်လောက်ပြီးဟုဆိုကငွေတပိဿာကိုသာလက်ခံလေ၏အလုံးကဝိုင်းပြီး3ပိဿာစလုံးလက်ခံရန်ပြောတော်လဲမရပဲအကျဉ်းချင်းငင်းပဲသဖြင့်ငွေသားတပိဿာနှင့်ဝတ်စုံတစုံမူသာကြောရလေ၏ပြီးသောအခါဆရာဘောကမိန်းကလေးကိုမိမိသမီးရင်းကဲ့သို့တနာမေတ္တာရှိကြောင်းပြောဆိုကနောင်အန္တရာယ်ကင်းစေရန်တန်ဖုတ်ဒီခါတော်ကြီးကိုလက်ဖွဲ့ခဲ့ပြီးဆောင်ထားရန်မှာခဲ့ပြီးအိမ်ရှိတွင်အသင်းဆောင်နေသောလှဲနှင့်လေစိတ်သို့ပြန်ခဲ့လေသည်